ဥပဒေစကားလုံးတွေကိုခက်ခဲတယ်လို့အများကထင်မှတ်ထားကြပါတယ်ဒီဗီဒီယိုကိုနားထောင်ပြီးကိုထင်တယ်လို့စကားလုံးတွေကမခက်ခဲကြောင်းခေါင်းမရှုပ်ကြောင်းသိရှိသွားမှာဖြစ်ပါတယ်ဥပဒေဘုဟုတုတများကိုသိရှိနားလည်ထားခြင်းဟာအရေးကြီးပါတယ်ဒါကြောင့်မြန်မာဥပဒေမှာတည်တဲ့ဥပဒေအခြေခံစကားလုံးတွေကိုပြောပြသွားမှာဖြစ်ပါတယ်။ပထမဆုံးဥပဒေဆိုတာဘာလဲကိုအရင်ဆုံးရှင်းပြပါမယ်။ဥပဒေဆိုတာလူ့အဖွဲ့အစည်းအတွင်းမှာစည်းကမ်းတကျနေထိုင်တတ်ရန်သတ်မှတ်ထားတဲ့စီမင်းစည်းကမ်းများဖြစ်ပါတယ်။ဥပဒေမှာအခွင့်အရေးနဲ့တာဝန်ဆိုပြီးရှိပါတယ်။အခွင့်အရေးတာဝန်ရာဇဝတ်မှုဆိုတာရှင်းပြပါမယ်နှစ်ခါအတန်ထွက်ပြပါမယ်ခိုးမှုလိမ်လည်မှုရိုက်နှက်မှုမူရစ်ဆေးဝါးနဲ့ပတ်သက်တဲ့ပြစ်မှုများရဲတပ်ဖွဲ့ဆိုတာလုံခြုံရေးနဲ့ဥပဒေစိုးမိုးရေးကိုတာဝန်ယူတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ပြစ်ဒဏ်ဆိုတာဥပဒေချိုးဖောက်သူတွေကိုအရေးယူမှုဖြစ်ပါတယ်စကားလုံးတွေကိုနှစ်ခါအတန်ထွက်ပေးပါမယ်ထောင်ဒဏ်ငွေဒဏ်နှစ်မျိုးပေါင်းပြစ်ဒဏ်စတာတွေဖြစ်ပါတယ်လေ့ကျင့်ထားတဲ့စကားလုံးနဲ့ဝါကြတွေကိုပြောပြပါမယ်နှစ်ခါအတန်ထွက်ပေးပါမယ်စိုက်ကယ်အုပ်ထုပ်မဆောင်ရင်ဘတ်ငွေ900ပေးဆောင်ရမယ်စိုက်ကယ်အုပ်ထုပ်မဆောင်ရင်ဘတ်ငွေ900ပေးဆောင်ရမယ်အမိုက်မပြည့်ရသတ်မှတ်ထားတဲ့နေရာမှာအမိုက်ပစ်ပါအမိုက်အမျိုးအစားတွေကိုခွဲခြားပြီးပစ်ပါတတွေးမထွေးရဒီကုန်းချုပ်အနေနဲ့မြန်မာစာကိုလေ့လာသင်ယူနေကြတဲ့ထိုင်းကျောင်းသားကျောင်းသူတွေဟာမြန်မာဥပဒေစကားလုံးတွေကိုသိရှိနားလည်ထားရင်အကိုမဖြတ်နိုင်တဲ့ဘုဒ္ဓတစ်ခုဖြစ်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်